အခုဗီဒီယိုလေးကတော့ဝါတာကာလာ unboxing ဖြစ်ပါတယ်။ဒါတော့ social media မှာလည်းဒီလို instant ဝါတာကာလာလေးအရင်ခက်စားရပါတော့။အဲ့ဒါနဲ့လူချင်းလို့ဆိုပြီးတော့ဝယ်လိုက်ပါတယ်။အဲ့တော့အခု unboxing လုပ်တော့မှာပါ။ကဲ unboxing ဆက်စားလို့ချင်းပဲတိုင်ပတ်ပါတယ်။ဟိုနာဖောက်မှလို့ဒီနာဖောက်မှလို့ဘယ်နာဖောက်မှမသိပဲနေပေါ့နော်။တော်တော်ကြောင်ပြောင်းနေပါတယ်ပေါ့။အဲ့လိုနဲ့ဒီနေရာဖောက်မလဲဆိုတော့တွေ့ပါပြီရဲ့နောက်မှာတော့နောက်ဆုံးတော့ဖောက်နိုင်သွားခဲ့ပါပြီ။ယေးအဲ့တော့အထဲမှာကဝါတာကာလာဖက်လက်ဒီလိုဘူးလေးနဲ့ပေါ့နော်ပါပါတယ်။သူကနှစ်ချမ်းပါတာပါတစ်ချမ်းကျတော့ရိုးရိုးကာလာပေါ့နော်တစ်ချမ်းကျတော့ရှင်းမလက်လေးပါပါတယ်။ဒီသားရင်အထဲမှာကသူကအရောက်ချေလို့ရအောင်ပုံဆွဲပြီးသားပုံလေးပါတယ်ပေါ့နော်။ဒီသားလို့ရှိရင်ကိုကြိုက်တာဆွဲလို့ရအောင်ဗလာဖြောင်စားရပုံတော့ပုံလို့ပါတယ်ဒီသားရင်သူကဘူးလေးနဲ့အထဲမှာpan brush ပါတယ်ခေပြတ်ပါတယ်HB နဲ့တစ်ချောင်းပါတယ်ဒီတိုင်းမှာတစ်ချောင်းပါပါတယ်ဒါသူရဲ့ normal ဘူးရဲ့မှာပါပါနော်သူကတော့ pan brush အစုံလိုက်ထပ်ဝယ်ပါတယ်ဒီတိုင်းဝါတာကာလာဆွဲဖို့ဝါတာကာလာ sketch ဖို့ဝယ်ပါတယ်သူကအရွက်20ပါပါတယ်20ပါပါတယ်သူကတော့အပူဝယ်တာပေါ့နော်သူရဲ့နာမည်ဆက်ခံတာလည်းမပါဘူးအဲတော့အခုဘာလို့မလဲဆိုတော့ခလာဆမ်းပါတယ်အများကြီးအရင်ကောင်းတယ်ပေါ့နော်မဆမ်းနိုင်ပါဘူးအဲ့ဒါတစ်ချမ်းပဲရင်းလို့တစ်ချမ်းပဲဆမ်းလိုက်ပါတယ်ပထမတစ်လိုင်းမင်းနေပါတယ်ခလာဆမ်းတာနောက်လိုင်းနေကြတော့မျက်မှန်ကြီးတက်ပြီးတော့အကုန်လုံးကအလိုင်းမင်းနေစောင်းကုန်ပါတယ်ဒါကတော့တစ်ချမ်းဆမ်းလိုက်တဲ့ကာလာပေါ့နော်နောက်ထပ်မဆန်းနိုင်တော့ပါဘူးဘာလို့လဲဆိုပြင်းလို့ပါဘိုင်ဘိုင်